6ကကြဆုံးရဲဘော်များထံ6ကရဲဘော်တို့ရေမင်းတို့အတွက်ငါခံပြင်းလွန်းတယ်တိုက်ပွဲမှာကြဆုံးရတာထက်ဖမ်းခံရပြီးမှတိုက်ခံရတာပိုပြီးရင်ကွဲရတယ်ငါတို့တွေအောင်ပွဲရတော့ငါလူအခွင့်ရေးတွေဥတီပြီးထမင်းကျွေးရတိုက်နောက်ဆုံးစေးတောင်ကုပေးခဲ့ရတယ်ကွာငါတို့ရဲဘော်တွေဖမ်းပြီးတော့အလောင်းတဲ့လူအခွင့်ရေးသမားကြီးတို့ရေဒီတစ်ခါကျွန်တော်တို့နိုင်ခဲ့ရင်တော့လူအခွင့်ရေးတွေမိန်ကွန်းတွေမချွေကြပါတော့နဲ့ဗျာမိန်ကွန်းချွေမဲ့စဉ်းစားရင်လဲ6ကရဲဘော်တွေကိုမြင်အောင်ပေးပါတရားမျှတမှုမရှိတဲ့အရက်ဒေတာမှာတရားပြတာမှုပေးနေတော့ရောကျွန်တော်တို့ပဲခံခဲ့ကြရတာမဟုတ်လားခမည်းတော်ပြောလိုက်မယ်အာနာရှင်နဲ့မရှင်ကြနဲ့လို့ကျွန်တော်တို့လဲတူတို့မှားတိုင်းမမှားခြင်းဘူးဒါပေမဲ့အရန်ကြီးလဲစေတနာမရှိတော့ဘူးဒီကရှေ့လျှောက်အာနာရှင်ဘကွက်တာစစ်ခွေးမိတ်ဆာများဖမ်းဆီးရမိခဲ့ရင်တောင်မှစေတနာတွေထားနိုင်မှာမဟုတ်တော့ဘူးဒါက6ကရဲဘော်တွေအတွက်လက်တုပ်ပြန်မှုပဲအရင်ကမိတ်ဆာကိုလူလိုဆက်ဆံမိတဲ့ငါကိုငါမုန်းတယ်လူအခွင့်ရေးမရှိသူတွေကိုလူအခွင့်ရေးပေးမိတဲ့ငါကိုငါမုန်းတယ်6ကရဲဘော်တို့ရေအတုံးအလှက်ဆိုတာရှိတာမို့နောက်တစ်ဖန်ငါတို့အလှက်ပြန်ရောက်လာအောင်မှာပါမင်းတို့လွတ်လွတ်လပ်လပ်ပြန်တန်းပါတော့ကြံနေတဲ့တာဝန်ကငါတို့ပခုံးထက်ကိုအတ္တမတွေလိုတင်ထားလိုက်ပြီးစိတ်ချလက်ချတွားကြတော့ရဲဘော်တို့ရေဒါကတော့6ကရဲဘော်တွေအတွက်ကျွန်တော်ရခံမြင်စိမ့်နဲ့ရေးဖွဲ့ထားတဲ့ရင်တွင်းကြပြလေးပဲဖြစ်ပါတယ်ဒီထဲမှာအမှားပါရင်တော့ခွင့်လို့ကြပါဒါပေမဲ့လူအခွင့်အရေးအကြောင်းတွေလာပြောရင်တော့ဒီ6ကတက်တီတွေကိုပဲထပ်ပြီးတော့ပဲနာနာကြီးကြီးနဲ့တင်ပြရအောင်ပါမယ်ရှင်